Hello အားလုံးပဲမင်္ဂလာပါလင်မယားကြားမှာမပြောတဲ့စကားလုံးအခွန်အကြောင်းဒီဗီဒီယိုထဲမှာမျှဝေပေးခြင်းနဲ့စကားပုံထဲမှာပါရှိလဲဆိုတော့လင်နဲ့မယားရှာနေသွားတဲ့ပြောချင်တာအဲ့လိုနိနိကကနေတဲ့ရှာနေသွားတော့မှအခက်မသိရင်ကိုက်မိတတ်ကြတယ်အဲ့လိုမျိုးပဲလင်နဲ့မယားဆိုတာဟာလည်းအခက်မသိရင်ရန်ဖြစ်တတ်ကြတယ်အဲ့လိုအချိန်မှာကိုကမမျော်လင့်ထားပဲနဲ့ဟိုစိတ်ဆိုးတော့တာထွက်လို့ပဲဖြစ်ဖြစ်ကိုစိတ်မကြည်လို့ပဲဖြစ်ဖြစ်ရန်ဖြစ်တဲ့အချိန်မှာပဲဖြစ်ဖြစ်ကိုပြောလိုက်တဲ့စကားအတိုင်းကအရေးကြီးတယ်ကိုပြောလိုက်တဲ့စကားတစ်ခွန်းကအိမ်ထောင်ရေးကိုပို့ပြီးတော့ခိုင်မာလာအောင်တည်ဆောက်ပေးနိုင်တယ်လို့ကိုပြောမိတဲ့စကားကြောင့်အိမ်ထောင်ရေးလည်းပျက်စီးသွားစေနိုင်တယ်အဲကြောင့်လင်မယားကြားမှာမပြောသင့်တဲ့စကားငါခွန်အကြောင်းဒီဗီဒီယိုထဲမှာမျှဝေပေးချင်တာဖြစ်ပါတယ်ပထမဆုံးအချက်ကပါလဲဆိုလို့ရှိရင်မလို့အတော့ဒေါသထွက်တဲ့အချိန်ဆိုကိုကစဉ်းစားတာလည်းမဟုတ်ဘူးဒါမဲ့ပတ်သက်တဲ့ကနေစိတ်ဆိုးလို့သူဘလောက်ထိနာကျင်အောင်လုပ်နိုင်မလဲဆိုတာကိုပဲစဉ်းစားတော့တာမင်းကိုမလို့အတော့ဘူးလို့ပြောလို့ရှိရင်ပြောတဲ့သူအတွက်ကဘာမှမဟုတ်ပါမဲ့ခံရတဲ့သူအတွက်ကအဲ့ဒါအယမ်းကိုနာကျင်စေတဲ့စကားလုံးဖြစ်ပါတယ်မလို့အတော့ဘူးဆိုတဲ့စကားလူတယောက်ရဲ့တန်ဖိုးပျက်စီးသွားစေနိုင်တယ်အဲကြောင့်ဒီစကားလုံးကိုလင်မယားကြမှာမသုံးသင့်တဲ့စကားလုံးဖြစ်ပါတယ်ဒုတိယအချက်ကလူဆိုတာမှားတဲ့အချိန်တော့ရှိမှာပေါ့လူတိုင်းကအမြဲတမ်းမှန်နေတယ်ဆိုတာမရှိဘူးမှားတဲ့ချိန်ရှိမယ်မှန်တဲ့ချိန်ရှိမယ်တခုခုလှုပ်လို့မှားမိတယ်ဆိုတဲ့ချိန်မှာညအမြဲတမ်းမှားနေတာပဲအဲ့လိုမျိုးအပြစ်တင်ပြောဆိုခြင်းကလူတယောက်ရဲ့ယုံကြည်မှုကိုပျက်စီးသွားစေနိုင်တယ်အမြင်မှားတယ်လို့လူတယောက်ကိုသွားပြောလို့ရှိရင်အဲ့လိုကအခုရှိမှတခုခုလို့ရင်ထက်ကမှားနေအောင်မှာပဲဘာဖြစ်လို့လဲဆိုတော့အဲ့လိုပြောလိုက်တဲ့အချိန်မှာသူ့ကိုယ်သူယုံကြည်မှုမရှိတော့ဘူးတခုခုလုံးမှားမျိုးတော့အပြစ်တင်ခြင်းကလူတယောက်ရဲ့ယုံကြည်မှုပျက်စီးသွားစေနိုင်တယ်အားကြောင့်ဒီစကားကိုလည်းလင်မယားကြားမှာမပြောသင့်တဲ့စကားဖြစ်ပါတယ်တတိယအချက်ကတခြားသူလောက်မြန်မကောင်းဆိုပြီးတော့တခြားသူနဲ့တွားပြီးတော့နှိုင်းရှင်တာကိုယ်တိုင်ပဲဖြစ်ဖြစ်သူတော့ဘာပဲဖြစ်ဖြစ်ကိုယ့်ကိုလူတယောက်ရောနေဟာသူ့လောက်မတော်ဘူးသူ့လောက်မတက်ဘူးလာနှိုင်းရှင်ဘယ်သူကြိုက်မှာတော့ဘယ်သူမှမကြိုက်ဘူးကိုယ်ဇနီးပဲဖြစ်ဖြစ်ကိုယောက်ျားပဲဖြစ်ဖြစ်တခြားသူနဲ့တွားနှိုင်းရှင်ပြီးတော့ပြောနေလို့ရှိရင်တယောက်နဲ့တယောက်ကြားချစ်ချင်းမြတ်တာကိုပေါ့နော်အေးခေသွားစေနိုင်တယ်အားကြောင့်ဒီစကားလည်းမပြောသင့်တဲ့စကားတွေမှာပါပါတယ်ဒုဋ္ဌအချက်ကချစ်သူရေးစားကြမှာပဲဖြစ်ဖြစ်ဇနီးမောင်နှံကြမှာပဲဖြစ်ဖြစ်စိတ်ဆိုးတဲ့ချင်းအမေကိုမချစ်တော့ဘူးဆိုတဲ့ဟာပြောထွက်ဖို့လွယ်လေးဘာဖြစ်လို့လဲဆိုတော့သူစိတ်နာစေချင်တာ哦ချစ်တော့ချစ်တယ်ဒါပေမဲ့ပစက်ဖျားကနေပေါ့နော်အမေကိုမချစ်တော့ဘူးအဲ့လိုပြောထွက်ဖို့လွယ်လေးအဲ့လိုမျိုးပြောလိုက်တဲ့အချိန်မှာပြောတဲ့သူကပြောထွက်လိုက်ပြီဒါပေမဲ့ခံရတဲ့သူကအော်ငါ့ကိုမချစ်တော့ဘူးဆိုတဲ့ဟာစိတ်ထဲမှာဆွဲသွားနိုင်တယ်စိတ်ထဲဆွေးပြီးတော့တနေ့နေ့တစ်ချိန်ချင်းအခက်မသိတဲ့ချင်းအော်ငါ့ကိုမချစ်တော့တာဆိုတဲ့စိတ်မျိုးဝင်ပြီးတော့အဲ့ဒီတော့အဲ့လိုပြောခဲ့တာအော်ငါ့ကိုမချစ်တော့တာဘာဖြစ်လို့အဲ့တော့ဆက်ပေါင်းမှလဲဆိုတဲ့ဟာဖြစ်သွားနိုင်တယ်ပေါ့နော်မချစ်တော့ဘူးဆိုတဲ့စကားလုံးကလုံးဝမရကြမှာမပြောသင့်တဲ့စကားဖြစ်ပါတယ်နောက်ဆုံးအနေနဲ့မပြောသင့်တဲ့စကားပါလဲဆိုလို့ရှိရင်နင်လှုပ်ချင်တာလှုပ်တဲ့တိုင်ပင်ဆွေးနွေးစရာလည်းမလိုဆိုပြီးတော့ဂယုမဆိုင်တဲ့ပုံနဲ့အဲ့လိုမျိုးစကားကိုလည်းမပြောသင့်ဘူးဒီလိုမျိုးဘယ်ယူမဆိုင်တဲ့ပုံစံပြသချင်ဖြစ်သွားစေနိုင်တယ်လဲဆိုလို့ရှိရင်တယောက်နဲ့တယောက်ဆက်ဆံတဖြည်းဖြည်းနဲ့အဆုံးသတ်သွားစေနိုင်တယ်ဘာဖြစ်လို့လဲဆိုတော့တခုခုလုပ်ချင်တယ်ဆွေးနွေးချင်တယ်ဆိုတဲ့အခါမှာစိတ်ထဲရှိတဲ့အတိုင်းမပြောဘဲနဲ့ဘယ်ယူမဆိုင်တဲ့ပုံစံမျိုးနဲ့ပြန်ပြောရဲဆိုလို့ရှိရင်တော့အဲ့တယောက်နဲ့တယောက်ဆက်ဆံရေးကိုအဆင်မပြေစေဖို့ပုံများတဲ့အတွက်ကြောင့်ဒီစကားတွေလည်းမပြောသင့်တဲ့အထက်မှာပါပါတယ်လင်မယားကြမှာမပြောသင့်တဲ့စကားပထမအချက်ကမင်းမလို့အတော်ဆိုတဲ့စကားရဲ့အမြဲတမ်းမှားလို့နေတာပဲဆိုတဲ့အပြစ်တင်တဲ့စကားရဲ့တခြားသူလုံးမကောင်းဘူးဆိုပြီးတော့တခြားသူတွေနဲ့နှိုင်းရှင်တာရဲ့ဒေါသထွက်တဲ့အချိန်မှာမင်းကိုမချစ်တော့ဘူးဆိုတဲ့စကားရဲ့ပြီးတော့လှုပ်ချင်တာလှုပ်ပါဆိုတဲ့စကားဒီစကားငါခွန်ကလုံးဝလင်မယားကြမှာမပြောသင့်တဲ့စကားဖြစ်ပါတယ်လင်မယားကြမှာဒီအရာလေးကိုမပြောမိအောင်တတိထားတတ်ဖို့ရန်လင်မယားတိုင်းမှာတာဝန်ရှိတယ်မပြောသင့်တဲ့စကားလုံးတွေအများကြီးထဲမှာဒီငါခွန်ကိုရွေးပြီးတော့ပြောလိုက်တာဖြစ်ပါတယ်လင်မယားကြမှာဒီစကားလုံးဝမပြောမိဖို့ကိုယ့်ဘက်ကနေထိန်သိမ်းဖို့လိုအပ်တယ်ဆိုတဲ့အကြောင်းကိုဒီဗီဒီယိုထဲမှာလာမျှဝေပေးတာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်